Hello guys ကျွန်တော်အားလုံးပဲမင်္ဂလာပါကျွန်တော်ပြန်လာခဲ့ပါပြီပေါ့နော်ဆိုကျွန်တော်ဘာလို့ဗီဒီယိုတွေမတင်မဲနဲ့အကြာကြီးပျောက်နေတာလဲဆိုတော့ကျွန်တော်ဗီဒီယိုမလုပ်ရသေးလို့ပါမဟုတ်ပါဘူးစပါကျွန်တော်ဒီစာပါကလည်းမဖွင့်တာကြာပြီပေါ့နော်စာပါမဖွင့်တာလည်းကြာပြီပြီးတော့ဒီ memory တွေအကုန်လုံးကလည်းဒီကြောင်းတွေကိုဒီတက်နေကြပြီဆိုတော့ကျွန်တော်လည်းဗီဒီယိုမလုပ်ဖြစ်တာပါပြီးတော့လို့ရှိရင်ကျွန်တော်ကဒီစာပါထဲမှာကျွန်တော်တယောက်ပဲအခုရှိရပေါ့နော်ဆိုတော့သူများတွေကတော့ကျွန်တော်နေသာသွားပြီးပြီဒါပေမဲ့ကျွန်တော်ကတော့နေသာမသွားသေးတာဖြစ်တဲ့အတွက်ကျွန်တော်နေသာသွားဖို့အတွက်ပေါ့နော်ဆိုကျွန်တော်ဒီနေ့နေသာသွားမှာပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်ဒီတဲမှာကျွန်တော် Australia နေတင်ထားတယ်ထင်တယ်ပြီးတော့ကျွန်တော်ဟိုးတစ်ခေါက်တုန်းကရှိခဲ့တဲ့ဒီမှာ diamond လေးတွေလည်းကြံသေးတယ်အဲ့ဒါကြောင့်ကျွန်တော်ဒီနေသာကိုသွားပြီးတော့ the amp ကိုဒီနဂါးကြီးကိုသွားကေးဖို့အတွက်ကျွန်တော်အခုလုံးမှာပဲဖြစ်ပါတယ်ကဲဆိုတော့ဒီမှာပစ္စည်းလေးတွေအရင်ထည့်လိုက်မယ်။ကဲဆိုတော့ Obsidian လိုက်ရှာမယ်ပေါ့နော်။ကျွန်တော်ဘယ်ချက်ထဲမှာထည့်ထားလဲမသိဘူး။ဟိုဘက်ချက်ထဲမှာလား။ဒီချက်ထဲမှာလားမဟုတ်ဘူး။ဒီချက်ထဲမှာလားမဟုတ်ဘူး။ဒီချက်ထဲမှာလားမဟုတ်ဘူး။ဒီထဲမှာလည်းမဟုတ်ဘူး။ဆိုတော့အပေါ်မှာလားဒီဘက်မှာလားမဟုတ်ဒီထဲမှာလည်းမဟုတ်ဘူးနော်မရှိဘူး။အပေါ်ကချက်မှာထင်တယ်ဒီချက်ထဲမှာဒီချက်ထဲမှာလည်းမရှိဘူးနော်။ဒီချက်မှာလားNo just မှာ Australia နေမရှိရလားဒါမှမဟုတ်အပေါ်ထဲမှာများထားတာလားခဏလေးအပေါ်ထဲမှာ chest နှစ်ခုရှိရဲအဲ့ဒီပုံမှာကျွန်တော်ဒီမရှိဘူးဒီမှာလေဒီဘက်မှာလည်းမရှိဘူးဆိုတော့ကျွန်တော်ဒီကောင်ကကျွန်တော်ဒီမှာမရှိတော့ဘူး Australia ကကျွန်တော်ဘယ်နားမှာထားလဲကျွန်တော်တိတိကျကျပြန်စဉ်းစားကြည့်လိုက်တော့ကျွန်တော်အခုမှသတိရတာကျွန်တော်ဟိုးအရင်တစ်ခေါက်တုန်းကကျွန်တော်အရင် episode တုန်းကပေါ့နော် Australia အချို့ကိုကျွန်တော်ဒီ Enchanting Rune လုပ်ဖို့အတွက်ကျွန်တော် All Crack ကိုပေးလိုက်ရပေါ့နော်ဆိုတော့ဒီ All Crack စီမှာဒီ Australia နေရှိရဆိုတော့သူ့စီမှာတွားယူလိုက်ကြရအောင်So ကျွန်တော် All Crack ရဲ့အိမ်ကဘယ်နားမှာလဲဆိုတော့ကျွန်တော်ရဲ့အိမ်ရှိလေးနေမှာပေါ့နော်သူရဲ့နိုင်ငံပေါ့သူ့ရဲ့နိုင်ငံကိုကျွန်တော်အခုသွားပြီးတော့ဒီ Obsidian နေပြန်ပြီးတော့သွားယူမယ်ပေါ့နော်တကားလေးလည်းဖွင့်ထားတယ်ကိစ္စတော့ဒီချက်ကဘာတော့ခဏလေးကျွန်တော်ဒီမှာဟုတ်တယ်ဒီမှာ Obsidian 18တုံးရှိရယ်ဆိုတော့နေသာသွားလို့ရပြီပြီးတော့ညဒါတွေကတော့မယူတော့ထားလိုက်သူများပစ္စည်းလေးဟုတ်တယ်မလားယူလို့မရအောင်ပြီးသွားလို့ရှိရင်ကျွန်တော်နေတာပေါ်တေကိုဘယ်နားမှာစောက်ရမလဲဆိုတော့ကျွန်တော်အခုသွားကြည့်လိုက်မှာပေါ့နော်နေတာပေါ်တေစောက်ဖို့ကဘယ်နားမှာစောက်ရမလဲဆိုတော့ဟိုဘက်မှာစောက်ရင်ကောင်းမလားဒါမှမဟုတ်ကျွန်တော်ဒီ TikTok ရဲ့အဲ့လိုတနေရာညမှာစောက်တာပိုကောင်းလိမ့်မယ်ထင်ကျွန်တော်စဉ်းစားရသလောက်ကတော့ဒီဘက်ချမ်းနေဒီဘက်ချမ်းမှာလည်းမကောင်းဘူးပြီးသွားလို့ရှိရင်ကျွန်တော်ဒီနားတွေထက်စောက်စရာလေးရှိသေးတယ်ဆိုတော့ဒီညလေးကောင်းတယ်ဒီညလေးမှာစောက်လိုက်မယ်ဆိုတော့နေတာပေါ်တေလေးအရင်စောက်လိုက်ကြကဲနေတာပေါ်တေကတော့စောက်လို့ပြီးဒါပေမဲ့ကျွန်တော်စီမှာနေတာပေါ်တေကိုဖွင့်ဖို့အတွက် Fluency မရှိဘူးမရှိတာကကျွန်တော်စီမှာဒီ iron ကရှိပေမဲ့ဒီ gravel မရှိဘူးပေါ့နော် gravel မရှိတာဖြစ်တဲ့အတွက်ကျွန်တော်ဒီ gravel ကိုပတ်ရှာပါတယ်ခင်ဗျာကဲဆိုတော့ gravel လည်းတွေ့ပါပြီ Fluency လည်းတွေ့သွားပြီဆိုတော့ကျွန်တော်နေတာကိုသွားလိုက်ကြအောင်ခင်ဗျာဆိုတော့နေတာမှာကျွန်တော်ပစ္စည်းတွေတော့အပြည့်စုံမယူသွားသေးဘူးဘာလို့လဲဆိုတော့ကျွန်တော်ဒီမှာလောက်ဆရာလေးရှိတယ်အဲ့ဒါဘာလို့မှလဲဆိုတော့ကျွန်တော်အခုရောက်တဲ့နေရာပေါ့နော်နည်းနည်းမကောင်းကျွန်တော်ဟိုဘက်မှာဘုံမင်းတွေလည်းပါတယ်လည်းရှိရဲအဲ့ဒီဟာတွေကကျွန်တော်နောက်ပိုင်းကျရင်လိုအပ်တယ်ပေါ့နော်ဆိုတော့ကျွန်တော်အခုဒီနေတာပေါ်တဲ့တဝိုက်ကိုကျွန်တော် cobblestone အနေနဲ့အရင်ပိတ်ပြီးတော့မှကျွန်တော်ဒီနေတာကိုပြန်လာမယ်ပေါ့နော်ကဲကျွန်တော်အဲ့ဒီနေတာမှာကျွန်တော်အဲ့လိုမျိုးပိတ်ပြီးသွားပြီဆိုတော့ကျွန်တော်အခုdiamond tooth တွေလာယူတာပေါ့နော်ဒီ diamond soft ရေပြီးတော့ diamond packet ရေလာယူတာပါဆိုတော့ကျွန်တော်ဒီဒုတိယချက်လားမသိဘူးဒုတိယချက်မှာကျွန်တော် diamond တွေအများကြီးတင်ထားတယ်ဆိုတော့ဒီချက်မဟုတ်အပေါ်ကချက်ဟုတ်တယ်ဒီမှာ diamond 40တခုရှိသေးတယ်ဆိုတော့ကျွန်တော်အကောင့်လေးကိုဒီလိုအပ်တဲ့ဟာလေး crap ပြီးလို့ရှိရင်เนาะကျွန်တော်ဒီ nether ကိုတွားမှာဖြစ်ပါတယ်ခင်ဗျာကဲဆိုတော့ကျွန်တော်အခု nether ကိုရောက်ပြီပေါ့နော်ကျွန်တော်အခုဒီ nether fortress ပေါ့နော် nether fortress ကိုကျွန်တော်ဒီကြည့်ထားရတဲ့လောက်ကတော့ nether fortress ကကျွန်တော်နဲ့အခုblock လို့ပြောရမယ် block 300 800လောက်အကွာလောက်မှာရှိရဲဆိုတော့ကျွန်တော်ဒီဘုံမင်းပေါ့နော်ဘုံမင်းတီကိုယူထားလိုက်မယ်ဒီကောင်ကဒီစောက်တဲ့နေရာအဲ့လိုအိမ်ဒီပိုင်းစောက်တဲ့နေရာမှာလေသူအတုံးဝင်လာဆိုတော့နည်းနည်းယူထားလိုက်မယ်ပေါ့နော်ပြီးတော့လို့ရှိရင် brother ဒီမှာကြည့်လိုက်ဒီမှာဘာကောင်လေးတွေဒါဟုတ်ပါဒါအခုဒီ average မှာတစ်ထွက်ထားတဲ့ဒီ gas ပေါ့နော် gas ကိုသူကစီးလို့ရတဲ့ကောင်လေးပေါ့နော်သူ့ဒီရေထဲမှာစိန်ထားလို့ရှိရင်သူကအကောင်လေးကြီးလာပြီးတော့
ဒီ snowball ပေါ့နော် snowball ကျွေးရမှာမသိဘူးအကောင်လေးကိုအဲ့ဒါလေးကျွေးရလို့ရှိရင်ကျွန်တော်ကသူ့စီးလို့ရတယ်ပေါ့နော်ဆိုတော့ကျွန်တော်အခု Nether Fortress ကိုအရင်လိုက်ရှာလိုက်မယ်ပေါ့အဲ့လိုနဲ့ကျွန်တော်အဲ့လိုရှာရင်ကျွန်တော်မတွေ့ရနဲ့အဲ့လိုမိုင်းလိုက်တယ်ပေါ့နော်မိုင်းနဲ့မှာကျွန်တော်နောက်ဆုံးမှာအဲ့ Nether Fortress ကိုကျွန်တော်သွားလို့ရမယ်လမ်းတစ်လမ်းကိုတွေ့ခဲ့ဒါပေမဲ့ကျွန်တော်အဲ့ဒီကိုမရောက်ခင်ဒီကျွန်တော်တိုင်နေပတ်နေပေါ့နော်ဆိုတော့ကျွန်တော်ဒီမှာနောက်ဆုံးမှာပေါ့နော် Nether Fortress လေးကိုရှာတွေ့ခဲ့ပြီးဆိုတော့ဒီ Nether Fortress ကိုလာတဲ့အကြောင်းရင်းကဘာလဲဆိုတာ brother တို့လည်းသိမှာပါဒီ Nether Fortress မှာရှိတယ်ကျွန်တော်ဒီဘယ်လိုပြော Blaze လာမသိဘူးအဲ့လိုအဲ့သူတို့ကောင်းနေကိုတက်လိုက်လို့ရှိရင်ကျွန်တော်က blazing powder ရတယ်ဆိုတော့အဲ့ blazing powder ကိုကျွန်တော်က blazing powder တော့မဟုတ်သူက blazing powder ဖြစ်ဖို့အတွက်တခါ crab ကတည်းကပြောလို့ရှိရင်ကျွန်တော်အဲ့ blazing powder ကိုဒီ enderman တွေစီရရတယ်ဒီ ender play နေကျွန်တော်ကအနှစ်ခုပေါင်းပြီးတော့ကျွန်တော်တအံ့ကိုသွားဖို့အတွက်ဒီငကားပြူသွားဖို့အတွက်အဲ့လိုမျိုးမျက်လုံးနဲ့လှုပ်ဖို့အတွက်ပေါ့နော်ဆိုတော့ကျွန်တော်အခုဒီ fortress ထဲမှာကျွန်တော်အဲ့ဒါကိုလိုက်ရှာရင်နဲ့မှာကျွန်တော်နောက်ဆုံးတွေ့သွားရဲ့အချိန်မှာကျွန်တော်အဲ့တွေ့သွားရဲ့အပိုင်းကို record မနှိမ့်မိလိုက်ပေါ့နော် record မနှိမ့်မိလိုက်တာဖြစ်တဲ့အတွက်ဆိုတော့အားလုံးပဲကျွန်တော်တောင်းပန်နေတာပေါ့နော်ဆိုတော့ကျွန်တော်ဒီနောက်ဆုံးမှာကျွန်တော် overwall ကိုပြန်ရောက်ခဲ့ပြီဆိုတော့ကျွန်တော်နောက်ထပ် episode ကြရင်ကျွန်တော် the amp ကိုတွားမှာဖြစ်တဲ့အတွက်ကျွန်တော်ဒီ channel လေးကို subscribe ခင်းနဲ့ကူညီပေးခဲ့ကြဖို့အားလုံးကိုတောင်းဆိုချင်ရပါတော့ဆိုတော့ဒီနေ့ရဲ့ episode လေးကတော့ဒီလောက်ပဲဖြစ်ပါတယ်နောက်ထပ် episode ကြရင်တော့ပြန်တွေ့ပါမယ်ဆိုတော့episode တစ်ခုတော့ကျွန်တော်3ရက်သို့မဟုတ်တစ်ပတ်လောက်ချပြီးတော့ကျွန်တော်တင်ပေးပါမယ်ဆိုတော့ကျွန်တော်လည်းကျောင်းနေတက်နေရရဲ့ပြီးတော့လို့ရှိရင်အိမ်မှာအဲ့လိုလှုပ်ရှားလေးလည်းရှိရဲအဲ့ဒါကြောင့်ပေါ့နော်ဆိုတော့နောက်ထပ်ဗီဒီယိုကြရင်ပြန်တွေ့ကြပါမယ်အားလုံးပဲ bye bye